ဒါ MacBook Neo ကပြီးခဲ့တဲ့ဘက်ကပဲအားလုံးကိုပေါ့နော် launch လုပ်သွားတယ်ဆိုတာတည်ပြီးကြမှာပါ high performance ပုံစံမျိုးနဲ့ဈေးကွက်ထဲဝင်လာတာမျိုးမဟုတ်ဘူးဗျသူကကြတော့ဗာလဲဆိုတော့လူတွေအတွက်ပေါ့ကွန်ပျူတာကိုဘာကြောင့်သုံးလဲပေါ့နော်သုံးတဲ့သူအများစုက high end ဖြစ်တဲ့ပေါ့နော် performance တွေဥပမာ gaming performance တွေအဲ့လိုမျိုးကြီးတွေကိုလူတိုင်းလိုချင်နေကြတာမဟုတ်တန်းနဲ့ချီတဲ့လူတွေအများစုနေ့စဉ်လိုအပ်နေတဲ့ performance တွေစွမ်းဆောင်ရည်တွေအဲ့လောက်ကိုပဲကွက်ပြီးတော့သူကသူ့ရဲ့ MacBook Neo ကိုထည့်ပြီးတော့MacBook Neo ကိုအယောင်လေးလှလှနဲ့သူကပိတ်ရောင်းလိုက်တာ gaming လိုချင်တွေကလည်းရှိမှာပဲသို့ပေမဲ့အတိုင်းတာတစ်ခုလောက်ထိပဲပေါ့နော် Dell တို့ Asus တို့သဘော Lenovo တို့အဲ့သူတို့ brand တွေရဲ့ notebook version တွေကတော်တော်လေးကိုသူတို့အကျက်ရိုက်သွားနိုင်ကြီးရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဈေးချင်းအတူတူတစ်ခါလေကြာဟုတ်တယ် Lenovo တို့ဘာတို့ ThinkPad တို့ဘာတို့ကတော့ဈေးပိုကြီးနေတာရှိတယ်သူဘောက RAM တွေဘာတွေညာကြီးနဲပါတာရင်တာလိမ့်မယ်သို့ပေမဲ့မတာတာရှိသေးတယ်ဗျာ Apple မို့လို့မတာတာမျိုးတွေမလုံနိုင်တာတွေတစ်ဖက်ပြိုင်ဘက် laptop တွေမှာရှိနေတယ်အဲ့တော့အဲ့ဒါတွေကို Apple ကသိတယ်လူတွေကိုသူဘယ်လိုသိမ်းသွင်းနိုင်လဲဘာညာဆိုတဲ့အချက်တွေကိုသူကသူ့ကိုယ်သူအရန် confidence ရှိပြီးတော့သူကသိနေရဖြစ်တဲ့အတွက်ကြောင့်ဈေးကွက်တွေကိုသူရဲတဲ့နဲ့အခုလိုရောင်းရဲတာပေါ့ဗျာဖုန်းရဲ့ chipset တစ်ခုကိုသုံးပြီးတော့ရောင်းရဲတာပေါ့နောက်တစ်ခုကလူအများစုကတော့ထင်ကြမှာပါMacBook Neo ကဈေးတန်ရမယ် performance ကောင်းရမယ်ပေါ့ဗျာရုံသုံး performance ပေါ့ performance ကောင်းရမယ်ဒီလို viewer တွေနဲ့ MacBook Neo ထုတ်တာမဟုတ်ဘူးတကယ်တော့ Apple ကသူ့ရဲ့နောက်ွယ်မှာပေါ့ MacBook Neo ရဲ့နောက်ွယ်မှာသူအကြံအကြီးတစ်ခုခုကြံနေတာလို့ကျွန်တော်တော့ခံစားမိတယ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဒီနေ့ဗီဒီယိုမှာနည်းနည်းလေးဆွေးနွေးကြတယ်ဗီဒီယိုလေးလုပ်လိုက်တာပေါ့နော်အဲ့တော့ Apple ကပေါ့နော်အခုချိန်ဒီနှစ်အတော်ကြာသည်ဒီ Apple ဆိုတဲ့ brand တစ်ခုပေါ့နော် value တစ်ခုအနေနဲ့သူ့ရဲ့ branding က value ဖြစ်နေတာဘာကြောင့်ဖြစ်နေတာလဲလို့အများစုမေးလိုက်မယ်ဆိုရင်တော့တော်တော်များများကတော့ iPhone ဆိုပြီးတော့ဖြေကြလိမ့်မယ်ဒါပေမဲ့တကယ်ကြတော့ iPhone ဆိုတာကြောင့် Apple branding တက်လာတယ်ဆိုတာလွန်ခဲ့တဲ့10စုနှစ်မှာကတည်းကကြံခဲ့ပြီဟုတ်တယ်လေကျွန်တော်တို့အခုခေတ်မှာဆိုရင် iPhone ကြောင့်ဆိုပြီးတော့ Apple ကအရင်မိုက်တာပဲဆိုတဲ့ပုံစံမျိုးပဏ္ဍခါဖြစ်တာကျွန်တော်ကြုံဘူးခဲ့လို့လဲပေါ့နော်များသောအားဖြင့်နောက်ပိုင်းတွေမှာ innovation တွေနည်းလာတယ် user တွေအတွက်ပို့ပြီးတော့လောက်ရမယ်အစားuser တွေစီကနေပဲပတ်စံအောင်ဘယ်လိုပုံစံမျိုးနဲ့လှည့်ပတ်ပြီးတော့ယူရမလဲဆိုတဲ့အချက်တွေလောက်ပဲသူတို့အနေနဲ့တွေးတော့တယ်နောက်ပြီးကြရင်အရင်က chipset တွေကို SE ပုံစံမျိုးနဲ့ပြန်ရောင်းတာတို့အရင်က design တွေကိုပဲပြောင်းလဲဆန်းသစ်မှုမရှိဘဲနဲ့ပြန်ထုတ်တာတို့ဒါတွေကကျွန်တော်တို့အခု10စုနှစ်အတွင်းမှာအများကြီးကြုံတွေ့ရတယ် Steve Jobs ရဲ့နောက်ပိုင်းမျိုးဆက်တွေမှာ innovation တွေမရှိတော့တာအများကြီးကြုံတွေ့ရတယ်အဲ့ဒါအကြောင်းပေါ့နော်ဒီ Apple branding ကတောက်လျှောက်ကြာနေတာအဲ့တော့သူတို့ကအရန်ကြာလာတဲ့အချိန်တိုင်းမှာသူတို့ကဘာလုပ်လဲဆိုတော့တစ်ခုခုကိုဖော်ထုတ်လိုက်တယ်တခုစမ်းသစ်မှုလေးတွေတခုထုတ်လိုက်တယ်ဥမာတဘောက VR တွေကောက်ထုတ်လိုက်တာတို့ MacBook version အသစ်တွေထုတ်လိုက်တာတို့ဘာလို့အခုအလှည့်ကြတော့လေဒီ70 Pro Max မှာ color တွေဘာတွေညာတွေပြတ်တာတွေနဲ့ပတ်သက်ပြီးတော့ဖြစ်လာတဲ့အခါကျတော့ဘာတစ်ထပ်ထုတ်လိုက်လဲဆိုတော့အခုလိုမျိုး MacBook Neo ပေါ့ဗျာအဲ့လိုပုံစံမျိုးလေးထပ်ထုတ်ပြီးတော့ဒါလောက်လိုက်တယ်ပေါ့အဲ့တော့ဒီတစ်ခေါက်မှာတော့ तू ကသူ့ရဲ့ view ကခုနကကျွန်တော်ရှေ့ကပြောသလိုပေါ့နော်မယိုးရှင်းဘူးညနောက်ွယ်မှာအကြီး तू ကကြံနေတယ်ခုတစ်ခေါက်ကလည်းဒါ MacBook Neo ရဲ့အလှည့်ရောက်လာတယ်ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့တော့ဒီ MacBook Neo ဒီအလှည့်အပြောင်းမှာတော့ Apple အနေနဲ့အားသာချက်တွေအများကြီးရှိလာတယ်ပေါ့နော်အဲ့ဒါဘာတွေလဲဆိုတော့ကျွန်တော်ပြောပြကျွန်တော်တို့ Apple ကိုလုံးဝမစွန့်လွတ်နိုင်တဲ့အချက်တချို့ရှိတယ်အဲ့ဒီအချက်ကပဲကျွန်တော်တို့ဟာတော်ပြီးငါဒီ Apple product ကြီးကိုငါမသုံးတော့ဘူးဘာညာဆိုတဲ့ပုံစံမျိုးဘယ်တော့မှဖြစ်မလာတဲ့အချက်နှစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့နံပါတ်1ကoperating system ဆိုတာ macOS တို့ရှိမယ် watchOS တို့ iOS တို့ဒီလိုမျိုး OS တွေကအရန် user experience အရန်ကောင်းတယ် easy to use ဖြစ်တယ် simple ဖြစ်တယ် simple is the best ပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးတွေအားသာချက်တွေသူကဒီ operating system ထဲမှာရှိကျွန်တော်တို့ကျင်းတွေအမြဲတမ်းဆွဲလန်းနေစေမဲ့အရာ OS ရှိတယ်နောက်တစ်ခုကပါလဲဆို chipset သူ့ရဲ့ chipset ကဥမာသဘောက MacBook အနေနဲ့ပဲကျွန်တော်တို့ကြည့်အောင်ပေါ့နော် MacBook ရဲ့ကျွန်တော်ဟိုးရင် version မှာတော့ဆိုရင်ဒါအများစုသိကြမှာပဲဒီ2020ရှေ့ပိုင်း version တွေမှာဆိုရင်အကုန်လုံးက Intel တွေသုံးကြတယ် MacBook မှာ MacBook Pro ပဲဖြစ်ဖြစ် Air ပဲဖြစ်ဖြစ် Intel version Intel တွေပဲသုံးတယ် Intel တွေသုံးတဲ့အခါမှာဟုတ်တယ်မကောင်းတာတော့မဟုတ်ကောင်းတယ်သို့ပေမဲ့ performance ကထင်သလောက်မရောက်လာ user တွေအနေနဲ့ပေါ့နော်သုံးတဲ့သူတွေအနေနဲ့ကသူတို့အများကြီးလိုချင်နေတာတွေရှိကောင်းရှိနေလိမ့်မယ်ဒါပေမဲ့ app point ကိုပေါ့နော်ဒီ Mac OS က app point ကိုဒီ MacBook တွေကပေးနိုင်လားဆိုတော့မပေးနိုင်ဒါပေမဲ့ဟာတော်ပြီးငါ Mac ကြီးကို MacBook တွေကိုအကုန်လုံးရောင်းပြီးတော့Windows ပဲပြောင်းသုံးကြမယ်ဆိုတဲ့လူဆိုတဲ့ဥစ္စာအရန်ရှားတယ်အဲ့လိုပြောင်းဖို့ဆိုတာဘာဖြစ်လို့လူတွေကဒီ MacBook ကိုပုံမှန်ထပ်ပို့ပြီးတော့ဆွဲလန်းလာကြတာလဲအဲ့ဒါတွေကိုပြန်ပြီးတော့တွက်ကြည့်လိုက်တဲ့အခါမှာလူတွေကဆွဲလန်းလာကြတာက operating system ကြောင့်ဆွဲလန်းလာကြတာပေါ့နော် performance တွေမကောင်းခဲ့တာတော့ဒီ Mac OS ကြောင့်သူကဆွဲဆောင်ထားနိုင်တာဒီ MacBook တွေကိုအခုနောက်ပိုင်းကျတော့ chipset တွေကကိုယ်ပိုင် chipset တွေထုတ်လာတယ် M1 ထုတ်တယ် M2 ထုတ်တယ် M3 M4 အခုဆိုရင် M5
ဒီလိုမျိုးတွေထွက်လာတဲ့အခါမှာတနည်းနဲ့တကယ်ကိုတီးတာနဲ့ powerful ဖြစ်လာတာအံ့ဩစရာကောင်းတယ်အယုံမရှိနဲ့ကျွန်တော်တို့ဒီ2020 version Intel ပဲထားပါတော့တဘောက Intel version နဲ့2020 M1 version အခုရှင်မယ်ဆိုရင်ခင်ဗျာ M1 MacBook ကအများကြီးကိုတီးတာနဲ့နှစ်ဆခွဲလောက်ထိကို performance တွေတက်လာတာတွေ့တယ်အဲ့လိုမျိုးပဲဒီ M1 နဲ့ M2 တက်လာတယ်တဘောက M3 တက်လာတယ်နောက်ပြီးဆုံး M4 ထိတက်လာတယ်ဟောအဲ့တော့ M4 မှာဆိုလဲအရန်ယူ popular ဖြစ်တဲ့ MacBook Mac Mini တို့ဘာလို့ဆိုရင်ဒါလူတိုင်းဟိုသုံးလို့ရတဲ့အခြေအနေလောက်ထိကိုဈေးနှုန်းတတနဲ့ပေးလာတယ် brand ဆိုလဲအရင်တော့က base model ဆိုရင် 8GB ကနေပြီး 16GB ပေါ့နော် base model ရဲ့ဈေးအတိုင်းပဲပေးုံနဲ့16ရမယ်ဆိုတဲ့သဘောမျိုးတွေဖြစ်လာတယ်အဲ့တော့သူ့ရဲ့ strategy ကသူကဘယ်လိုပုံစံမျိုးလဲဆိုတော့ Mac OS ကိုလူတိုင်းသုံးပြုနိုင်ရမယ်လူတိုင်းရဲ့လက်ထဲမှာ MacBook ရှိရမယ်ဆိုတော့ဗျူဟာကြီးပေါ့နော်အဲ့ဗျူဟာကြီးသူကခင်းနေတာအဲ့တော့ဘယ်လိုပြောရမလဲဆိုရင်အဖြူအောင်သူတို့ဘာလို့ခင်းနေရလဲဥမာပေါ့ဗျာကျွန်တော်တို့ Android ဖုန်းတစ်လုံးသုံးတယ်အဲ့လိုမျိုးပဲကွန်ပျူတာမှာကျွန်တော်တို့ Windows မှာ brand တစ်ခုအဲ့လိုမျိုးသုံးတယ်ဆိုကြပါဆိုပေါ့အများစုကတွေးကြမှာပဲလေ$600လောက်နဲ့ကရုံးသုံးဟို laptop တစ်လုံးကအပြင်ထွက်လာပြီ brand ကလည်းကိုဘယ်လိုပြောမလဲ value ဖြစ်တဲ့ brand တစ်ခုလူတွေကတော့ဟို Apple ကိုဒါ blame ခြင်း blame ဖို့ပဲရှိတယ်ဒါပေမဲ့ Apple ရဲ့သူရနိုင်တဲ့ scope အတွင်းမှာဆိုရင်သူက solid ဖြစ်တယ်ဆိုတာကိုတော့အများစုကလက်ခံထားကြတယ်ဒါ Apple fan မဟုတ်တဲ့သူတွေလည်းတိုင်းတာတစ်ခုလောက်ထိလက်ခံမယ်လို့ကျွန်တော်ယူဆတယ်ပေါ့လူတိုင်းရဲ့ဟိုအမြင်မှာသူတို့ blame တာ blame ဖို့ပဲရှိမယ်ဒါပေမဲ့သူတို့က MacBook ကတော့ဖြင့်သူစီမှာ solid ဖြစ်တဲ့ skill တွေရှိတယ် solid ဖြစ်တဲ့ performance တွေရှိရဆိုတာတော့သူတို့ယုံကြည်နေတယ် Windows သုံးနေပြီမဲ့$600လောက်နဲ့အပြင်ထွက်လာတဲ့အခါမှာတွေးမှာပဲလေ$600ဆိုရင်မြန်မာငွေနဲ့ဆိုရင်တဘောကဟို6လေး24ပဲထား24သိန်းဆိုရင်ဟာ Apple လည်းရတယ် base quality ကောင်းကောင်းနဲ့ဥစ္စာလေးလည်းရမယ်နောက်ပြီးကျတော့လူကြားထဲမှာကိုင်းမယ်ဆိုရင်ဗျာတင့်တယ်မယ်ပေါ့ဗျာတဘောကတင့်တယ်မယ်ဆိုတော့တခြား laptop တွေကိုနှိမ်လို့ပြောတာမဟုတ်ဘူးเนาะလူတွေကပန်းသီးပါတယ်ဆိုရင်အမြင်တစ်မျိုးပြောင်းသွားတတ်တဲ့သဘောတရားရှိတယ်ဥပမာသဘောကဗျာ marketing ပဲဖြစ်ပါပဲလိုက်တဲ့သူတွေဆိုရင်သိကြမှာပဲဟိုကကိုစပွဲပေါ်မှာ MacBook လေးတင်လိုက်တာနဲ့တင်ဒါအလုပ်ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့ तू ကအဲ့ဈေးကွက်ကို Apple ကကောင်းနားလဲအဲ့ဒါကြောင့်လဲအဲ့ထဲကို तू ကပြစ်ထည့်တာ तू ရဲ့ MacBook အဲ့တော့ဝယ်ကြမှာပဲဟာတော့24သိန်းချာ Lenovo ဟိုဗာတင်ပတ်တို့ဘာလို့တော့ဒီလောက်ဈေးပေးနေရတာပဲဒီဥစ္စာကိုငါတို့သုံးလိုက်မယ်ဆိုရင်ငါတို့ရှိန်လဲရှိန်လူတွေလည်းရှိန်ကြမယ်အယောင်လေးတွေလည်းလှမယ် fashionable လည်းဖြစ်မယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့တွေးကြမှာပဲအဲ့တော့သူတို့တွေကဝယ်ကင်လိုက်မယ်ဝယ်ကင်တဲ့အခါမှာသူတို့သုံးတဲ့ဥစ္စာကတော့ Android သုံးတာပေါ့နော်အဲ့တော့ဒီဘက်မှာ Mac သုံးတယ် Mac သုံးရင်းနဲ့တဖြည်းဖြည်းနဲ့သဘောကျလာမယ်ဒီကပို့ပြီးတော့မြင်တာတွေလိုချင်လာမယ်လိုချင်တဲ့သူတွေဆိုရင်လည်း MacBook Air တို့ MacBook Pro တို့ကအသင့်ရှိနေမယ်အဲ့လိုမျိုးပဲသဘောက MacBook Air တို့ MacBook Pro တို့မဟုတ်ဘူးရတယ်ဒီဥစ္စာလေးနဲ့ပဲသုံးနေမဲ့သူကလည်းတဖြည်းဖြည်းနဲ့သူလေးလာကြည့်လာပဲလေးလာကြည့်တဲ့အခါကျရင် Apple ရဲ့ ecosystem ဘာလဲဆိုတော့ဥစ္စာသူလေးလာမိမှာပဲအဲ့ဒါလေးလာတဲ့အခါကျရင်ငါတို့ကအခုလက်တလုံးမှာတော့ Android သုံးနေတယ်အခေကြီးဒါဒီ Android ကနေပြီးတော့ဖုန်းတစ်လုံးချင်းစရာလိုလာတဲ့အခါကျရင်ကျွန်တော်တို့လိုလူတန်းစားတွေမှာပေါ့နော်ဥပမာသဘောဖုန်းတစ်လုံးချင်းစရာလိုအပ်လာတဲ့အခါကျရင်ဖုန်းလုံးဝယ်မယ်ဆိုရင်ဒီကောင်အဆင်ပြေနေတာပဲဒီကောင်နဲ့လာရုံးကြီးတွေဖြစ်မဲ့ဥစ္စာလေးအမျိုးအစားလေးဝယ်လိုက်ရင်ပို့ပြီးတော့ကောင်းမလားဥပမာသဘောကကျွန်တော်တို့ iPhone တစ်လုံးလောက်ဝယ်လိုက်မယ်စကန်ပဲဖြစ်ဖြစ်အသစ်ပဲဖြစ်ဖြစ်နည်းနည်း version နှိမ့်တာပဲဖြစ်ဖြစ်သဘောကဝယ်လိုက်မယ်ဆိုပြီးတော့တွေးမိလာကြမှာပဲအဲ့လိုမျိုးတွေးတဲ့အခါကျရင်အဲ့လိုမျိုးသုံးလိုက်တဲ့အခါမှာဒီကောင်နဲ့ချိတ်ဆက်တဲ့နေရာတွေ ecosystem တွေသဘော AirDrop တွေ copy paste တွေဒါတွေကအကုန်လုံးအရန်ယူကို seamless feeling နဲ့ seamless experience နဲ့တွဲဖက်ပြီးတော့သုံးလို့ရတာတွေ့သွားသဘောကျကြမှာပဲတစ်စင်စကားတစ်စင်အဲ့လိုမျိုးလေးတွဲသုံးတာမိုက်တဲ့ဘာညာနဲ့ဆိုပြီးဖြစ်လာတဲ့အခါကျလူတွေကတဖြည်းဖြည်းနဲ့ iPhone ကိုစိတ်ဝင်စားလာကြမယ်အဲ့တော့ iPhone ရဲ့ခုနကမီးမိနေတဲ့ဥစ္စာတဖြည်းဖြည်းနဲ့ပြန်ပြီးတော့တက်လာ तू ကအဲ့လိုပုံစံမျိုးနဲ့တော့ချီရွယ်တာလူတိုင်းရဲ့လက်ထဲကို तू က MacBook ကို तू ကအဲ့ဒါကြောင့်မို့တွတ်သွင်းနေတာအကုန်လုံးမင်းတို့ကင်ကြဆိုရင်ငါဈေးလျှော့ပြီးမယ်တက်နိုင်တယ်မှာလျှော့ပြီးမယ်ဆိုတဲ့ပုံစံမျိုးအဲ့လိုပုံစံမျိုးနဲ့ပေါ့ဗျာ तू ကသူတို့ရဲ့ဒီ MacBook ကိုဈေးကွက်ချဲထွင်နေတာအဲ့တော့ကျွန်တော်တို့ပုံမှန်ဆိုရင်တော့ဒါ MacBook Neo လေးပဲဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ပြောနေပြီမဲ့ဒါမဲ့သူ့ရဲ့နောက်ွယ်မှာ तू ကလူတိုင်းကို Mac ကိုသုံးစေခြင်းနေအဲ့ဒါကျွန်တော်ဟိုနှစ်ကလေးကသတိထားမိနေတယ် Mac Mini ဆိုရင် powerful အရင်ဖြစ်တယ်အခုဗျာဒီကျွန်တော်ဝယ်ထားတာဆိုရင်ဒီ Mac Mini ရှိတယ်Mac Mini ဆိုရင်ကျွန်တော်တို့ဒီအရင်ကပေါ့နော်သုံးတဲ့ဒီ desktop ပေါ့နော် desktop version မှာဆိုရင်ကျွန်တော် GTX 1080ထည့်တာ1080ဆိုတော့ဒါကတော့ version တော့နေနေပေါ့ဗျာသဘောကဒါပေမဲ့1080ဆိုတာလဲဒါတော်ဟိုဘယ်လိုပြောမလဲ gain တွေဆိုလဲအကုန်ဆောက်လို့ရတယ်ဒါပေမဲ့အဲ့ဒါထည့်ထားတယ် RAM 32GB hard disk တွေထည့်ထားတယ် SSD တွေထည့်ထားတယ်ဒါမှမဟုတ် performance က
ပြောရမယ်ဆိုရင်ဗျာတိလားတီတီငင်နဲ့တက်လာတယ်ဆိုတာအသက်တော်ဖလန်ဖလန်ဖြစ်တော့ကတော့ဒါတီတီငင်နဲ့တက်လာနောက်ပိုင်းကျတော့မတီငင်တော့ဘူးဗျာတခါလေကျရင်လည်းဆက်ကကြောင်ဖက်တဲ့အလှည့်တွေရှိတယ်တခါလေကျရင်လည်း Windows က update တင်ပြီးတော့ကြောင်ဖက်တဲ့အလှည့်တွေရှိသေးတယ်အဲ့တော့တကယ်အရေးကြုံလာတဲ့အခါကျရင်သူ့မှာဟိုဘယ်လိုပြောမလဲတိုင်ပတ်နေတာပေါ့ဗျာသိတယ်မလားလောရတာပြူရတာဟိုကချိတ်ဒီကချိတ်တွေ Windows ဆိုတဲ့ဥစ္စာကျွန်တော်တို့အစိတ်ပိုင်းတွေကိုဟိုအမျိုးမတူတဲ့အစိတ်ပိုင်းတွေကိုပေါင်းဆက်ပြီးတော့မှဒီဥစ္စာဥမာတဘော run ဆိုလဲဟိုအမျိုးအစားတစ်ခု motherboard ဆိုလဲဒါအမျိုးအစားတစ်ခု head ဆိုလဲအမျိုးအစားတစ်ခုဒီလိုပုံစံမျိုးတွေနဲ့သူကပေါင်းပြီးတော့ကျွန်တော်အဲ့ဒါကိုအရင်ကခေါ်တာဆိုရင်ကလုံးလို့ခေါ်တာအဲ့လိုပုံစံမျိုးတွေနဲ့ဒါဖွဲ့စည်းတည်ဆောက်ထားတာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ performance ကကောင်းရင်လည်းကောင်းမယ်သို့ပေမဲ့ဟိုဘယ်လိုပြောမလဲ unit ဖြစ်တဲ့ experience မျိုး unit ဖြစ်တဲ့ performance မျိုးကတော့ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးအဲ့ဒီနေရာမှာအားသာချက်ကပါလဲဆိုတော့ Mac mini တို့ဘာတို့ MacBook တွေကအားသာချက်တွေဖြစ်လာသူတို့တွေကကြတော့သူတို့ကတခါတည်းအဲ့ဒါတွေအကုန်လုံးပါဝင်ပြီးတော့ aluminum box လေးတွေကိုထည့်ထားတာအဲ့ထဲမှာလဲ speaker လဲပါတယ်သဘောကဒီ RAM တွေလဲပါတယ်ဟို SSD လဲပါတယ်အားလုံးသူကဒီမှာပေါင်းဆက်ပြီးတော့ဖွဲ့စည်းထားတာ SSD ဆိုလဲ speed လုံးဝမလျော့စေရအောင်အဲ့လိုပုံစံမျိုးလေးပေါ့ဗျာကျွန်တော်တို့ဟိုမှာဆိုရင် desktop မှာဆိုရင်ကိုထည့်လိုက်တဲ့ hard disk ကဟို performance နေနေတဲ့ hard disk တော့ထည့်မိတာပဲဖြစ်ဖြစ် SSD ကဟို SATA ကိုထည့်လိုက်တာပဲဖြစ်ဖြစ်သဘောကအဲ့လိုမျိုးတွေကဇယားတွေကရှုပ်သေးတယ်ရှုပ်တော့အဲ့ဒီမှာမြန်လိုက်မမြန်လိုက်တွေလည်းဖြစ်နိုင်တယ်ဒါပေမဲ့ဒီကောင်ကကျတော့ရှင်းတယ်သူ့ထဲမှာဗာတဲ့ဥစ္စာပဲသုံးမင်းတို့သုံးခြင်းဒီရက်ပို့ပြီးတော့ကောင်းအောင်သုံးခြင်းလည်းဆိုကောင်းတဲ့ဥစ္စာတွေရှိသေးတယ်အဲ့ဒါကိုယ့်ကိုရွေးချယ်ပြီးသုံးဒါပေမဲ့ဒီထဲမှာရှိတဲ့ဥစ္စာတွေကတော့မင်းတို့ဒီ speed ကျင်းတွေရစေရမယ်ဆိုတော့အာမခံချက်မျိုးတွေရှိတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့သူကဒီထဲမှာပါတဲ့ဥစ္စာတွေအကုန်လုံးကသူတို့ရဲ့ပစ္စည်းတွေပဲဖြစ်နေတဲ့အတွက်ကြောင့်သူတို့ကကျင်းတွေဥစ္စာကိုအာမခံပြီးတော့လှုပ်ရဲတာပေါ့သိရမလားအဲ့လိုမျိုးတွေအားသာချက်တွေကဒါ MacBook တွေမှာရှိတယ်အဲ့တော့လူတွေကဘာဖြစ်လဲဆိုတော့တဖြည်းဖြည်းနဲ့ဟိုအဲ့လိုမျိုးဖြစ်လာတဲ့အရာကိုလူတွေပို့ပြီးစိတ်ဝင်စားလာကြတယ်သဘောကဗျာအရင်တော့ကကျွန်တော်တို့ဒီဖုန်းတွေဝယ်တယ်ဗျာဟိုမှာ Samsung လို့ပါဆိုဟိုရင်ခက်တုန်းကဆိုရင်ကျွန်တော်တို့ဒီ Samsung မှာဆိုရင် battery တွေအဖြုတ်တက်တွေရှိတယ်အဲ့တော့ Samsung စကန်ဝယ်တယ်ဆိုရင်တဘောက battery အဖြုတ်တက်တွေbattery ကဒါ original battery လားဒါမှမဟုတ်အပြင်ကနေပြီးတော့အလွယ်တကူဝယ်လိုက်တဲ့ battery လားဆိုပြီးတော့ကျွန်တော်တို့ဇယားကတ်ပြီးတော့အာယုံနောက်ရတဲ့အလှည့်တွေရှိတယ်ကျွန်တော်လည်းစကန်ကင်ခဲ့တဲ့သူပါပဲအဲ့တော့အဲ့လိုပုံစံမျိုးတွေဂျားထဲမှာပေါ့နော်ကျွန်တော်တို့ဒီဟိုဖုန်းကကိုယ့်ရဲ့လက်ထဲကိုရောက်လာပြီမဲ့ကျွန်တော်တို့ battery ကoriginal ဟုတ်ရလားစိတ်ကမတိုးမတန့်နဲ့ဖြစ်ခဲ့ရတဲ့အချိန်တွေရှိတယ်အဲ့လိုပုံစံမျိုးအခြေအနေမျိုးမှာ iPhone ကကြတော့ battery ကတခါတည်းပါပြီးဒါ original battery နဲ့ပုံစံမျိုးနဲ့ဆိုရင်ကင်ရတာပို့ပြီးတော့ဟို original ပစ္စည်းလေးတွေကြီးပဲကင်ရတယ်ဆိုတော့ feeling မျိုးပေါ့ဗျာသိတယ်မလားအဲ့လိုမျိုးတဖြည်းဖြည်းနဲ့လူတွေကဟိုသဘောကျလာကြတယ်အဲ့ဒီမှာ removable battery ကနေပေါ့ non removable တွေဖြစ်လာတယ်ဟောအဲ့လိုမျိုးပဲအခုဆိုလဲသဘောကဒီ Mac mini လေးက non removableဘာမှဖြုတ်တက်လို့လည်းမရအောင်တခါတည်း sorry က customize လုပ်လိုက် customize လုပ်ပြီးတော့ဝယ်ဘူးဆိုပြီးမှ customize လုပ်တာမျိုးအဆင်မပြေဘူးအဲ့တော့ဒါပေမဲ့အဲ့ဒါပဲပို့ပြီးတော့သုံးရတဲ့အခါမှာ experience နောက်တစ်ခုကိုရစေတာဒါပေမဲ့အဲ့ experience တကယ်ကို real life မှာလိုအပ်တဲ့ essential ဖြစ်နေအဲ့ဒါတွေပေါ့နော်အဲ့တော့အဲ့ဒါတွေကဒါသူ့ရဲ့ဒီအခုနှစ်ပိုင်းတွင်မှာခင်းနေတဲ့လူတွေရဲ့လက်ထဲကိုမင်းတို့ map တွေကို3ကြဆိုပြီးတော့ခင်းနေတဲ့ viewer ဖြစ်လာတယ်အမှန်တမ်းပြောရင်သူဝေပေးခြင်းနေတာသိတယ်မင်းတို့အလကားတာမင်းတို့သုံးပြီးသွားပြီဆိုရင်မင်းတို့အဲ့ ecosystem နဲ့မင်းတို့ရောက်သွားလိမ့်မယ်ကျွန်တော်ထင်တော့အဲ့ ecosystem ဆိုတဲ့အရာကိုသူတို့ပို့ပြီးတော့ဒီထက်ပို့ပြီးတော့ကောင်းမွန်အောင်ထပ်ပြီးတော့သူတို့ပြင်ဆင်လာလိမ့်မယ်အဲ့တော့ဟုတ်ပြီကျွန်တော်ကဒီအပိုင်းနဲ့တော့မပြီးသေးဘူးဒီ MacBook Neo ကိုပေါ့နော်ဘသူတွေကင်တဲ့လဲဆိုတဲ့ဥစ္စာလေးကိုထပ်ပြီးတော့သူ့ရဲ့ performance ပိုင်းကိုထပ်ပြီးတော့နည်းနည်းလေးပြောပြမယ်ပေါ့နော် MacBook Neo ကိုပေါ့နော်ကျွန်တော်တို့ဘသူတွေကင်တဲ့လဲဆိုရင်ရုံးသမားတွေကင်တဲ့လဲ office သမားတွေဟိုကျွန်တော် Photoshop လေးနည်းနည်းသုံးမယ်ဗျာ Microsoft Word တွေသုံးမယ် Excel တွေသုံးမယ်တဘောကဒီတခြားပေါ့ဗျာသိတယ်မလားဟိုလေ PowerPoint လို့ presentation ဥစ္စာမျိုးတွေသုံးမယ်ဆိုတဲ့သူတွေအတွက်ဆိုရင် MacBook Neo ကအသင့်ပဲဗျဟို design ကလည်းလှတယ်ပေါ့နော်နောက်တဲ့ဒီသူ့ရဲ့ specification နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် specification ကထူးခြားမှုရှိတယ်သူက A18 Pro ပေါ့နော် A18 Pro ကိုသုံးပေမဲ့သူက A18 Pro ကဒီ iPhone 16 Pro မှာပေါ့နော်ဒါ launch လုပ်ခဲ့တဲ့ဟို chipset အဲ့တော့ဒီ chipset မှာသူက6 CPU graphic အတွက်ကြတော့သူက16 Pro Max မှာ GPU ကိုကကြတော့6ခုပါပေမဲ့ဒီ MacBook Neo မှာကြတော့5ခုပဲပါတယ်ပေါ့နော်အဲ့တော့ graphic ဘိုင်းကိုသူကတိတ်ပြီးတော့အလေးထားတဲ့ပုံစံမျိုးတော့မတွေ့ရအောင် metal point မှာဆိုလဲဟိုကောင်3200လောက်ထိဟ
16 Pro Max က3200လောက်ရနေတဲ့အချိန်မှာဒီကောင်3100လောက်ထိပဲရတယ်ဆိုတော့အဲ့တော့နည်းနည်းတော့ဒီ GPU ဘိုင်းမှာ16 Pro Max တက်ဆိုင်နည်းနည်းတော့ performance ရောလိမ့်မယ်ဒါပေမဲ့အဓိကသူ့ရဲ့အဓိကပြတ်မှတ်ကပါလဲဆိုတော့သူကလုံးဝရတယ် graphic တွေဘာတွေကအထိုက်အလျောက်ပဲရတယ်ဆိုရင်ရပြီဒါပေမဲ့ဗျာတိတ်ပြီးတော့လဲကွာတာတော့မဟုတ်ပါဘူးဥပမာတဘော16 Pro Max မှာဆိုရင်ကျွန်တော်တို့ဒီ Resident Evil တို့ဘာတို့ gain နေတောင်ဆော့ပြီးတော့ကစားနေတဲ့ဆက်ပြသိရမလားကွန်ပျူတာတွေမှာဆိုရင်တော်တော်လေးကို performance ကောင်းတဲ့ graphic card ပြတဘော GTX version GTX တော့အနည်းဆုံးသုံးရမှာပဲတဘောအဲ့လောက်တော့သူ့ရဲ့ notebook ကအဆင့်ရှိနေတယ်ဆိုတော့သဘောမျိုးဖြစ်မနေဘူးလားပေါ့နော်အဲ့တော့အဲ့လောက်သူကသုံးလို့ရတယ်ဒါပေမဲ့အားနဲ့ချက်ကပါလဲဆိုတော့သူက RAM 8GB RAM 8GB ဖြစ်တဲ့အတွက်ကြောင့်ခင်ဗျားတို့ RAM 8GB နဲ့လာရောညီထွေဖြစ်မဲ့အရာလောက်ပဲရမယ်ကျွန်တော်တို့ video edit တော့အဲ့ပုံမှာတော့သွားမစင်စားနဲ့ဟုတ်ပြီတဘောကဒါလေးကိုပဲဝယ်မယ်ဒါပေမဲ့ CapCut လေးနဲ့နည်းနည်းပါးပါးလေး edit လုပ်ချင်တာမျိုးဆိုရင်တော့ရလိမ့်မယ်ပေါ့နော် Photoshop နည်းနည်းပါးပါးသုံးချင်တာရလိမ့်မယ်အဆင်ပြေလိမ့်မယ်အဲ့တော့ဘယ်လိုလူမျိုးတွေကဝယ်တင်လဲဆိုရင်တဘောကဒီလိုရုံသုံးတွေနည်းနည်းပါးပါးလေး for show လေးလုပ်ချင်တယ်ပေါ့ပါးလေးလည်းသုံးလို့ရမယ် Mac system လည်းဖြစ်နေရမယ်ကိုယ့်ရဲ့ data လေးတွေကိုတရက်နဲ့တင်ထားချင်တဲ့သူတွေအဲ့လိုပုံစံမျိုးတွေဆိုရင်တော့ဒါ MacBook Neo လေးကအဲ့လိုလူတွေအတွက်ဖြစ်လိမ့်မယ်ပေါ့နော်ဒါပေမဲ့content creator တွေအကြီးတွေ video editor လုပ်မဲ့သူတွေအဲ့လိုမျိုးတွေတော့ကတော့ MacBook Neo ကဘယ်လိုမှမတင်တော့အဆင့်ကိုမစင်စားနဲ့ပေါ့နော်ဘာလို့လဲဆိုတော့ RAM 8GB ပဲရှိလို့ပေါ့အဲ့တော့ battery ဘိုင်းမှာလည်းသူကဒါ mobile chipset ကိုသုံးထားတဲ့အတွက်ကြောင့် battery ဘိုင်းအချိန်ဒီအားကောင်းလာလိမ့်မယ်ဘာလို့လဲဆိုတော့ mobile chipset ကတည်တဲ့အတိုင်းပဲ power efficient အရင်ဖြစ်တယ်ကျွန်တော်တို့ M1 တို့ဘာလို့နဲ့တော့မတူဘူးပေါ့နော်သူကပို့ပြီးတော့သူက power efficient ဖြစ်အောင်ဖန်တီးထားတဲ့ structure ဖြစ်နေလို့ပေါ့အဲ့တော့အားလုံးကိုခြုံငုံပြီးတော့ပြောရမယ်ဆိုရင်တော့ Apple က viewer တစ်ခုကိုသူကခင်းနေတာလူတိုင်းရဲ့လက်ထဲကို MacBook ရောက်စေချင်တာဒါသူရဲ့အဓိကရည်ရွယ်ချက်ပဲပေါ့နော်အဲ့ဒါကြောင့်သူကဒီ MacBook တွေရဲ့ဈေးကိုတက်နိုင်သမျှ short ပြီးတော့ပေးပြီးတော့လူတိုင်းရဲ့လက်ထဲကိုရောက်ပြီဆိုရင်ဟုတ်ပြီမင်းတို့အဲ့ဒါဆိုရင် iPhone မင်းတို့စက်ကင်ဆိုတဲ့သဘောမျိုးနဲ့သူနောက်ထပ်ပုံစံတစ်မျိုးနဲ့ထပ်ပြီးတော့ခင်းလိုက်မယ်အဲ့တော့ iPhone တော့တကယ်တူတက်အောင်လုပ်မယ်မရှိဘူးတစ်ဖက်လဲနဲ့ပုံစံမျိုးတွေနဲ့ပဲလုပ်နေရတော့နည်းနည်းတော့စားရတယ်ပေါ့နော်အဲ့တော့ဒါဒီနေ့အတွက်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲတော်တော်လေးလည်းရှည်သွားပြီပေါ့နော်အားလုံးကြည့်ရှုအားပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာကျွန်တော်ပြန်ပြီးဆုံတွေ့ကြတာပေါ့